ကိုရောင်ပြောက်အဲ့တော့ကိုကအလကားနေနဲ့တရားခံဖြစ်ပြီဒါကြောင့်ကိုဘက်မှာသေချာသောစီးလုံးညီညွတ်မှုနဲ့စီကံနဲ့ဥပဒေနဲ့လိုအပ်တယ်ဥပဒေမဲ့ကျူးလွန်နေခြင်းဟာငါတို့နဲ့မသက်ဆိုင်ဘူးဆိုတာကိုလည်းပြက်ပြက်သားသားပြဖို့လိုအပ်တယ်စစ်တပ်ဘက်ကရုပ်ပါမှာသေကြတယ်ဟိုတုန်းကရိုဟင်ဂျာတွေကိုသူတို့တအားတတ်တယ်တောင်းနဲ့ချီတက်ပြစ်တယ်ပြီးတော့သူတို့လက်လုံသွားတဲ့အခါဘာလုပ်လဲဆိုတော့ဟိန္ဒူကြေးပါတီပါကိုတတ်လိုက်တက်ပြီးတော့ရိုဟင်ဂျာလက်နက်ကင်နေတဲ့အာဆာတို့ကိုထိုးချဒါကတမိုင်းမှာတကယ်ရှိခဲ့တာမကြသေးခင်ကရှိခဲ့တာခင်ဗျားတို့အားလုံးကလည်းဒီဟိန္ဒူတွေကိုတတ်တာဒီရိုဟင်ဂျာတွေဆိုပြီးခင်ဗျားတို့ယုံကြည်ခဲ့တယ်အဲ့လောက်ထိဝါဒမှဖြန့်ခဲ့တာကျွန်တော်နဲ့နောက်ထပ်ရိုဟင်ဂျာတွေကဒေါက်တာတယောက်နဲ့အဲ့ဒီကိစ္စကိုဂျီနီဗာထိသွားရှင်းခဲ့တာဂျီနီဗာမှာလူခွေဒီကုလသမဂ္ဂဆိုင်ရာလူခွေကိုဖွဲ့ကိုရောသွားတယ်ဂျီနီဗာမှာရှင်းတယ်အဲ့တော့ဟိုမှာဂျီနီဗာမှာလည်းပဲသူတို့ရဲ့ lobby တွေရှိနေတယ်နော်ဒီကိစ္စကိုရိုဟင်ဂျာတွေတတ်တာလို့ယုံကြည်နေတဲ့လူတွေရှိတယ်အဲ့တော့ကျွန်တော်ရဲ့ passport ကိုချပေးလိုက်တယ်ရောတကယ်လို့များဒီကိစ္စကရိုဟင်ဂျာတွေကတတ်တယ်ဆိုရင်ငါခေါင်းခံတယ်မင်းတို့ငါ passport ကိုမိတူကူထားလိုက်တချင်းချင်းမှာငါစက်ခုံရုံးကိုတက်မယ် ICC ကိုငါကိုယ်တိုင်တက်မယ်ဒါပေမဲ့မင်းတို့ UN ဘက်ကလည်းပဲလူတောင်းချီပြီးတတ်ထားတဲ့ကိစ္စကိုအရင်ဖြေရှင်းပေးရမင်းတို့ကပစားပဲអော်နေတာငါတို့ကလူထုကို motivate လုပ်နေရမယ်မင်းတို့အားမရမင်းတို့လုပ်နေတဲ့အလုပ်တွေကအဆင်မပြေဘူးအဲ့တော့နောက်တစ်ခုကအကြမ်းဖက်ဆိုပြီးတော့စစ်တပ်ဘက်ကမင်းအောင်လိုက်တို့ဘက်ကတစိမ့်ထုတယ်ငါတို့လူမျိုးတွေမှာအကြမ်းဖက်အဝင်မခံနိုင်ဘူးမင်းတို့ထက်ငါတို့ကအဆ20လောက်ပိုကြောက်တယ်စစ်တပ်ကဖိနှိပ်တာကိုတော်လှန်ရရင်မျိုးဆက်တစ်ဆက်ပဲတကယ်လို့များငါတို့လူမျိုးတွေမှာအကြမ်းဖက်စိတ်ဓာတ်ကိန်းဝက်သွားမယ်ဆိုရင်ငါတို့ကမျိုးဆက်20အထိပေးဆက်လို့မကုန်အောင်ပြင်ရှင်းရမှာငါတို့လူမျိုးတွေလည်းခွေးဖြစ်သွားမှာကမ္ဘာမှာဘာမှပွင့်လင်းတဲ့အတွေးခေါ်ရှိတဲ့လူတွေဖြစ်လာမှာမဟုတ်ဘူးဒီ ideology ကိုမင်းတို့ငါတို့လူမျိုးရှိမှာမင်းတို့ဝင်သွားမှာကြောက်တယ်လို့မျိုးငါတို့ကအစ20ပိုကြောက်တယ်မျိုးဆက်တုံးသွားမယ်ပြောဆိုပြီးတော့တော်တော်အများကြီးပါအများကြီးပြောပြီးခေါင်းခံဖြေရှင်းခဲ့ရတယ်အဲ့လိုပဲခင်ဗျားတို့ PDF တွေကအဖွဲ့အစည်းတစ်ခုခုရှိမှာတေချာတဲ့ legitimate ရှိတဲ့ union တစ်ခုရှိမှာခင်ဗျားတို့ပါဝင်ပတ်သက်မှုမရှိဘူးဆိုရင်တစ်ချိန်မှာခင်ဗျားတို့ကိုဖြေရှင်းပေးမယ်ခေါင်းစဉ်မဲ့သွားမယ်ခင်ဗျားတို့တရားခံပြတ်သွားနိုင်တယ်အားကြောင့်လဲဆိုတော့စစ်တပ်ဘက်ကထိုးချမှာဒီကောင်တွေရုပ်မှာတယ်ဒီကောင်တွေသူတို့ကျူးလွန်မယ်ကျူးလွန်ပြီးရင်ခင်ဗျားတို့ကိုထိုးချမယ်သူတို့လုံမှာအများကြီးပဲအဖြစ်လို့သူတို့ကဒီကိုမစားရတဲ့အမဲကိုတဲတဲ့ဘက်မှာတေးကြတယ်သူတို့မှလူနှလုံးသားမရှိဘူးသူတို့ကကောက်ကျစ်တယ်ဆင်းလဲတယ်ကောက်ကျစ်ဆင်းလဲဖိနှိပ်တော်နီးတွေနဲ့ရရချီတော်နီးတွေနဲ့တိုင်းပြည်ကိုအစိမ့်သေးတိုက်ပြီးအုပ်ချုပ်ထားတဲ့အကောင်တွေဒီကောင်တွေမှာနောက်ထပ်ဘာမှလူစိတ်ရှိဖို့ဥလဲလာဖို့ဆိုတာမရှိအဲ့တော့အဲ့လိုကောက်ကျစ်မှုတံကိုမခံရအောင်ကိုယ့်ဘက်ကကာကွယ်ပါကိုကရိုးသားသားလူထုဘက်ကတော်လာနေတော်လဲပဲဒီကောင်တွေကလူထုအတက်လိုက်ပဲပြီးရင်ကိုထိုးချမယ်လူထုရှိကဓမြတိုက်မယ်ပြီးရင်ကိုထိုးချမယ်သူတို့မှလည်းသူတို့ lobby တွေရှိတယ်နိုင်ငံတကာမှာငှားထားတာအဲ့တော့ကိုယ့်ဘက်ကစနစ်တကျတိဆောက်ထားတဲ့ theory နဲ့ viewer နဲ့စနစ်တကျတိဆောက်ထားတဲ့အင်အားစုဖြစ်ဖို့လိုတယ်လူထုကိုလည်းပဲစနစ်တကျသောဂရိတွေပေးဖို့လိုတယ်စနစ်တကျဂရိမပေးနိုင်ဘူးအဲ့ဒီဂရိကိုဒီနေ့ဂရိပေးမနဲ့ပြန်အောင်မြင်ရမယ်လို့ပြောတာတော့မဟုတ်ဘူးเนาะဘလူးမအောင်ဖွအောင်မြင်သွားတာမရှိဘူးအဲ့ဒီဂရိကိုတရက်ပြီးတရက်တလပြီးတလလူထုမြင်သာအောင်အကောင့်ထဲဖော်နိုင်မှုလိုတယ်ပန်းနိုင်ကိုရှိတဲ့နိုင်မှုလိုတယ်ဒါကြောင့် theory မဲ့ပြီးတော့မခံကျင်လို့ခံချတဲ့အလုပ်မျိုးမလုပ်ပါနဲ့လို့ကျွန်တော်မေတ္တာရပ်ခံခြင်းနဲ့ပြီးတော့အကြံဉာဏ်တစ်ခု theory တစ်ခုကိုလူအုပ်စုတစ်စုစီကထွက်လာသည်ဖြစ်စေလူတစ်ယောက်စီကထွက်လာသည်ဖြစ်စေအဲ့ဒါကိုခင်ဗျားတို့ credit ပေးပါမဟုတ်ရင်ခင်ဗျားတို့တခိုးတွေဖြစ်ကုန်တခိုးတွေဖြစ်သွားလို့ရှိရင်ခိုးခံရတဲ့လူကမနဲ့နာဘူးခိုးခံရတဲ့လူမနဲ့နာဘူးဘာကြောင့်လဲဆိုတော့ तू ကအခိုးခံနိုင်တယ်ဥပမာကျွန်တော်
အလွယ်တကူနားလည်အောင်ပြောမယ် US နဲ့တရုတ်နဲ့တရုတ်နိုင်ငံက US ချီကအမေရိကန်ချီကနီးပညာတွေအများကြီးခိုးတယ်ခိုးတာကိုအမေရိကန်တွေကတိတိနဲ့ဖွင့်ပေးတာတွေရှိတယ်ခိုးစမ်းกว่าဒါကြောင့် तू ကငကိုကုန်ခဲ့တဲ့နီးပညာကို update လုပ်ပြီးသွားပြီအောက်ကအစစ်ကိုခိုးသွားလို့ရတယ်နောက်တစ်ချိန်မှာမင်းတခိုးပါလို့ငါတို့ပြောဖို့အတွက်ငါဘက်မှာ ready ပြင်ထားတယ်မင်းတို့ကจิตတွေရုပ်တဲ့လူတွေတခိုးတွေဖြစ်သွားမယ်ကိုက update ဖြစ်သွားပြီ update ဖြစ်သွားပြီအဲ့လိုအဆင့်တွေရှိတယ်အဲ့ဒါ pro လို့ခေါ်တယ်ကျွန်တော်တို့အလုပ်တစ်ခုကိုစလုပ်တဲ့လူတွေကလည်းပဲခိုးဖို့လိုအပ်တာခိုးမှတခိုးတွေအများကြီးကဝိုင်းပြီးတော့អော်မှအင်အားကြီးလာကိုကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေကိုချတဲ့ theory ကိုဝိုင်းអော်တယ်ဆိုရင်ပဲဒါကြီးကအောင်မြင်လာတာအောင်မြင်ကြီးကျယ်လာတာကိုမှနောက်ထပ်အဆင့်တွေရှိတယ်ဘာဆက်လုပ်မယ်အဲ့ဒါကိုဖော်ပြောစရာမလိုအပ်ဘူးဘာကြောင့်တခိုးဆိုတဲ့အမျိုးကကိုပြောတဲ့လောက်ပဲသူကခိုးကိုဖွင့်ပြောတဲ့လောက်ပဲသူကခိုးနိုင်တာအဲ့တော့ဆိုလိုတာကခိုးတဲ့လူလည်းစိတ်ဆိုးဖို့မလိုဘူးခိုးတဲ့လူများလေအောင်မြင်နေပဲ theory ကိုဒါပေမဲ့ရိုးသားစွာအနာဂတ်မှာခေါင်းဆောင်ဖြစ်ခြင်းတဲ့လူတွေကသူများတင်ထားတဲ့ status လေးတစ်ခုကိုတော့မှ credit ပေးရတယ်သို့မဟုတ်ရင်ညာနာတခိုးလို့ဖြစ်သွားမယ်လူတို့ကနောက်ထပ်လာမဲ့လူတို့ကကြည့်နေတယ်ဒီကောင်ကလူရိုးလားဒီကောင်ကမောင်မိုင်စီးတဲ့အကောင်လားဒီကောင်ကဒိုင်မင်လားဒီကောင်ကတခိုးလားဒီကောင်မှတကယ်အကြံဉာဏ်ရှိလားတကယ်လုံနိုင်လားဒါတွေကိုကြည့်နေတယ်ဒါကြောင့် theory တစ်ခုကိုဒေါ်လာရေးတစ်ခုအောင်မြင်မှုအတွက်ကျွန်တော်တို့ရဲ့ပန်းနိုင်က Federal Democracy ကိုရအောင်သွားရမယ်ဒီလိုသွားတဲ့အခါမှာလမ်းမှာအခက်အခဲတွေရှိတယ်အဲ့ဒီအခက်အခဲတိုင်းကိုဘယ်လိုကြော်ဖြတ်မယ်ဆိုတဲ့ theory တွေကိုစနစ်တကျစဉ်းစားဖို့လိုအပ်တယ်စဉ်းစားမဲ့ပုံကိုယ်တွေကိုလည်းပဲအကြံပေးအဖွဲ့တေချာဖွဲ့ပြီးတော့စဉ်းစားပါစေတီးထွေးပါစေအမေရိကန်မှာလို့ဖွင့်ပေးပါပြီးတော့အဲ့ဒါတွေကကောင်းတဲ့အကြံဉာဏ်တွေကိုငါတို့ယူမယ်ဘယ်လိုလုပ်မယ်ဒါမှတိုးတက်လာဒါမှအောင်မြင်လာမှာဒီလိုစိတ်မျိုးထားပါငါဆရာကြီးမဖြစ်ရကောင်းလားဆိုပြီးတော့သူများအကြံဉာဏ်ကိုခိုးတဲ့အလုပ်မျိုးတော့မလုပ်ပါနဲ့ဒါဆိုရင်တစ်ဖက်ကရန်သူတွေကလည်းမြင်နေတယ်တစ်ဖက်ကစစ်တပ်ကလည်းမြင်နေတယ်ခိုးမယ်အဲ့တော့တခိုးချင်းထိတ်ဆန်တိုးပြီးတော့ဘလူးမအပေါ်မရောက်နိုင်ဘူးကိုကခေါင်းတစ်လုံးတောက်အောင်ကိုပါ theory ကိုစဉ်းစားပါမီယိုဗလာအကွက်တွေနဲ့မသွားပါနဲ့ traditional နဲ့မသွားပါနဲ့ traditional ကိုစော်ကားတာမဟုတ်ဘူးနော် तू ကဒီအဆင့်မှာရှိရင်ကိုကခေါင်းတစ်လုံးတောက်အောင်လုပ်ဒီအဆင့်မှာရှိရင်ခေါင်းတစ်လုံးတောက်အောင်လုပ်အဲ့လို viewer တွေ theory တွေချမှတ်ပြီးတော့ဒေါ်လာရေးကိုအများဆုံးအကောင့်ထဲအောင်မြင်အောင်ဒေါ်လာရေးအောင်မြင်အောင်အများဆုံးအကောင့်ထဲဖော်နိုင်ပါစေလို့ကျွန်တော်ပြစ်ဒဏ်ရက်ခံပါတယ်ဆုလက်ဆုတောင်းပါတယ်ပြည်သူလူထုအနေနဲ့ကလည်းပဲဒီနေ့မဖြစ်ရသေးဘူးလားမနေ့ပြန်မဖြစ်ရသေးဘူးလားဆိုတဲ့ကိုကကူညီပါဖြစ်ချင်တဲ့စိတ်ရှိတာကိုလည်းကျေးဇူးတင်တယ်အောင်မြင်မှုကိုလူတိုင်းကအများဆုံးလိုချင်တယ်အဲ့ဒါကြောင့်မနေ့ပြန်အောင်မြင်တာတစ်ဖက်ကအောင်မြင်တာဒီညအတွင်းချင်းအောင်မြင်တာကိုလိုချင်တယ်ဒါပေမဲ့တစ်ဖက်မှာအလုံးလုံးနေရတဲ့လူတွေကိုလည်းနားလည်ပေးပါအခု NUG တို့ဘာလို့ဆိုရင်ဒါတော်တော်များများကိုသူအလုံးလုံးနေရတာသူ့ရဲ့ဘယ်အဖွဲ့အစည်းမှမဆိုပေါ့သူ့ရဲ့အုပ်စုတွေ ideology ဖလှယ်မှုဆိုတာလည်းရှိအောင်မယ်ကျမတို့ရက်ွက်ထဲမှာဂောဘကလုပ်ကြည့်ဗျာဂောဘကဝင်အရွေးခံကြည့်ဒီနေ့ဂောဘကလုပ်ရင်မနေ့ပြန်ငါလိုချင်တဲ့ပုံစံဖန်တီးလို့မရဘူးအဲ့ဂောဘကအဖွဲ့အတဲမှာ traditional သူရိုးရာသူညံမီတလောက်ပဲလိုက်နိုင်တဲ့လူတွေလည်းပဲအဖွဲ့ထဲမှာပါလာသူ့ရဲ့ညံမီတလောက်နော်သူ့ရဲ့ ideology မှာသူ့ရဲ့ IQ limit ရှိတလောက်ပဲသူတွေးနိုင်အဲ့လိုပုံကိုယ်တွေကိုလည်းနားချစည်းရုံးနေရသေးတယ်မြင်အောင်ထင်အောင်ပြရသေးတယ်ဒါကြောင့်ဒီနေ့လို့မနေ့ပြန်အောင်မြင်ရမယ်ဆိုတဲ့မင်းလောင်းမြော်ဝါဒကြီးတော့ပြည်သူလူထုတွေမမျောစေချင်ဘူးမင်းလောင်းမြော်ဝါဒကြီးကြောင့်ကျွန်တော်တို့တိုင်းပြည်ကအရန်နဲ့နာသွားပြီမိမိကိုယ်တိုင်လည်းပဲအတွေးခေါ်ရှိအောင်လုပ်ပါသူများရဲ့အကြံဉာဏ်ကြီးပဲအာမကိုပါနဲ့မိမိကိုယ်တိုင်လည်းအတွေးခေါ်ရှိအောင်လုပ်ရမယ်စဉ်းစားရမယ်ဒီခွက်ကဒီလိုဖြစ်နေတယ်ငါဆိုဘာလုပ်မှာဒီခွက်ကဒီလိုဖြစ်တယ်ငါဆိုဘာလုပ်မှာစိတ်ကူးရင်နေလို့တော့မရဘူးနော်လက်တွေ့လက်လုပ်ကြည့်ရအဲ့လိုအတွေးခေါ်တွေကိုလည်းစဉ်းစားပါဉာဏ်ပညာကိုဖွင့်ပါစဉ်းစားပါအခုကျွန်တော်တို့လက်ရှိအခင်းချင်းကြောင့်အစိုးရအကောင့်တွေအများကြီးရှိတယ်
တိုင်းပြည်တစ်ခုလုံးကအဆိုးပြတ်သွားတယ်ဒါပေမဲ့အကောင်းတွေကဘာသာရေးရတိုက်ခိုက်လို့လူတို့ကလက်မခံတော့ဘာသာရေးရမှိုင်းတိုင်းလို့လူတို့ကလက်မခံတော့ဒါတစ်ချက်ကြီးမားတဲ့အောင်မြင်မှုဖြစ်တယ်နောက်တစ်ခါလူမျိုးရေးအရာကချင်နဲ့ဗမာနဲ့ကရင်နဲ့ဗမာနဲ့လှက်တိုက်လို့မရတော့မွတ်စလင်နဲ့ဗုဒ္ဓဘာသာလှက်တိုက်လို့မရတော့ဒါဒီကြီးမားတဲ့အောင်မြင်မှုဖြစ်တယ်ဒီအောင်မြင်မှုကြီးကိုကျွန်တော်တို့ကအများဆုံးဒီအောင်မြင်မှုချိနေတဲ့ဒီအောင်မြင်တဲ့ဒုတယ်နဲ့အများဆုံးဆက်အာဏာရှင်စနစ်ကိုဖြိုလဲနိုင်မယ်ဆိုတာလည်းရှင်းရှင်းလင်းလင်းနားလည်ထားဖို့လိုအပ်တယ်ကျွန်တော်တွေ့ပါတယ်တချို့ကျွန်တော်လည်းအားတဲ့ချိန်မှာကွန်ပျူတာရှင်းမှာထိုင်နေ Facebook ကြည့်တယ်အဲ့တော့မင်းတို့တွေလောက်တာမပြီးသေးဘူးလားဒါတော်လန်နေရတဲ့လူတွေပြီးတော့ဒီလက်ရှိဖြစ်တည်လာတဲ့အစိုးရတက်ကိုပြောတာရှိတယ်တကယ်အားမလို့အားမရလို့ပြောတာဆိုရင်တော့ကျေးဇူးတင်တယ်တစ်ဖက်ကကိုယ့်ရဲ့စာကြောင်းကိုကြည့်ပြီးတော့လူထုစိတ်သက်ကြသွားစေလိုတဲ့စိတ်မျိုးနဲ့စေတနာရုပ်နဲ့အဲ့ဒါလိုပြောတယ်ဆိုရင်တော့ဒီလူဟာတော်လိုင်းကိုဖြစ်စီရလို့ဖြစ်တယ်ကျွန်တော်တို့ ICC ကိုကြိုးစားတော့ကလည်းအဲ့ဒါတွေရင်ဆိုင်ခဲ့ရတယ်မင်းပြောနေတာအခုချိန်ကြီးမပြီးသေးဘူးလားဒါကိုယ့်လူတွေကပြောတာ तू ကကိုယ့်ကိုပြောတာတဲ့ကိုယ့်အောက်ကစာဖတ်ပြိတ္တကို तू ကမြင်စေချင်တာစိတ်သက်ကြစေချင်တာအဲ့တော့ဒါဒီကိုယ့်ကြောင့်တခြားလူတွေစိတ်သက်ကြသွားအောင်လှုပ်ဆောင်ခြင်းအားလည်းပဲတော်လိုင်းကိုဖြစ်စီရရောက်တယ်ဒါတွေကိုလည်းသတိထားပါအိမ်ပေါ်မှာထိုင်နေပြီးတော့အိမ်မက်မက်နေုံနဲ့တော့ဘယ်စနစ်ကြီးမှပြောင်းလဲမှာမဟုတ်မိမိကိုယ်တိုင်လည်းကြိုးစားဖို့လိုအပ်တယ်လို့ဒါလူတို့ကိုလည်းကျွန်တော်မေတ္တာရက်ခံခြင်းမှာဘလို့မှတော့အပြစ်မဆိုဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကြီးကိုယ်တိုင်ကမြန်မာနိုင်ငံဆိုတဲ့ပတ်ဝန်းကျင်ကြီးကိုယ်တိုင်ကသူ့ရဲ့အမောင်တို့အရန်လွှမ်းမိုးထားတဲ့ပတ်ဝန်းကျင်ကြီးဖြစ်ခဲ့တယ်။အဲ့လိုဖြစ်ခဲ့တဲ့အတွက်လောလောဆယ်မှာဘုံတိုင်းပြောင်းလဲလို့မရဘူး။ကျွန်တော်တို့ပါကစ္စတန်ကပညာရှင်တစ်ပါးစာရေးခဲ့တာရှိတယ်ဗျာ။